အမေဇုံမြစ်ကြီးမှာဘာလို့တရားမရှိရတာလဲကမ္ဘာပေါ်မှာအကြီးဆုံးနဲ့ရေထုအများဆုံးမြစ်ကြီးဖြစ်တဲ့အမေဇုံမြစ်ကြီးဟာတောင်အမေရိကတိုက်ရဲ့နှလုံးသားကိုဖျက်ဆီးစီးဆင်းနေပြီးကမ္ဘာအကြီးဆုံးမိုးတစ်တောကြီးကိုအသက်သွင်းပေးထားပါလိမ့်ဒီလိုအရာမမြစ်ကြီးဖြစ်ပေမဲ့သူ့ရဲ့အလျောင်းမိုင်ပေါင်း4000ကျော်ကီလိုမီတာ6400ကျော်တစ်ချောင်းလုံးမှာတရားတစ်စင်းမှမရှိတာကတော့ထူးခြားတဲ့လေဝက်ချက်တစ်ခုပါပဲမြစ်တစ်ဖက်ကမ်းကနေတစ်ဖက်ကမ်းကိုကူးဖို့အတွက်ဆိုရင်အဲ့ဒီမြစ်ကမ်းဘေးတစ်ချောင်းမှာရှိတဲ့သူတွေဟာလေရီလေမော်ရီဒါမှမဟုတ်လေမြန်တွေကိုသာအသုံးပြုကြရပါလိမ့်ခင်မီအင်ဂျင်နီယာနည်းပညာတွေဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးမှာဒီလိုကြီးမားတဲ့မြစ်ကြီးကိုဘာကြောင့်တရားကြီးတစ်စင်းများဖြတ်ပြီးတော့မထိုးလိုက်တာလဲဆိုတဲ့မိကွန်းကစိတ်ဝင်စားစရာကောင်းပါလိမ့်ဒီနေ့မှာတော့အမေဇုံတော်ကြီးမှာဘာကြောင့်တရားမထိုးရလဲဆိုတဲ့အကြောင်းရင်းလေးကို 1H Entertainment ကတင်ဆက်ပေးကြပါလိမ့်အမေဇုံမြစ်မှာတရားမရှိရခြင်းရဲ့အဓိကအကြောင်းရင်းတွေကတစ်ခုကတော့မြစ်ရဲ့ရှုပ်ထွေးတဲ့ဘူမိဗေဒဆိုင်ရာအခြေအနေဖြစ်ပါလိမ့်အမေဇုံမြစ်ဟာရာသီဥတုလိုက်ရေမျက်နှာပြင်အပြောင်းလဲအလွန်များပါလိမ့်မိုးရာသီမှာအမေဇုံမြစ်ကြီးရဲ့ရေမျက်နှာပြင်ဟာပုံမှန်ထက်မီတာ15မီတာပေနဲ့ဆိုရင်တော့ပေ90လောက်အထိမြင့်တက်လာနိုင်ပြီမြစ်ကမ်းမကြီးတွေဟာအင်မတန်မှကျယ်ဝန်းသွားနိုင်ပါလိမ့်ဒီလိုရေတက်ရေကျများတဲ့အတွက်တရားရဲ့အောက်ခံဖောင်ဒေးရှင်းတွေဟာမြေကြီးရဲ့ကိုအလွန်တန်းဆိုင်စွာထိုးဖောင်းဆောက်လုပ်ဖို့အတွက်လိုအပ်ပါလိမ့်မြေတမ်းပြင်ကလည်းတဲနဲ့ရှုံနေနေတဲ့ဖွဲ့စည်းထားတာဖြစ်ပြီးအလွန်ကိုမခိုင်ခန့်တာကြောင့်မလို့အရာမတရားကြီးတွေရဲ့ဝင်ကိုထိန်းထားဖို့အတွက်ခက်ခဲပါလိမ့်ဆိုလိုချင်တာကတော့ဒီနေရာမှာတရားဆောက်တဲ့အခါမှာခိုင်ခန့်မှုပိုင်းမှာအင်မတန်မှတန်တရားဝင်စရာပါနောက်ထပ်အရေးကြီးတဲ့အကြောင်းရင်းတစ်ခုကတော့ပတ်ဝန်းကျင်ဆိုင်ရာအတားအဆီးတွေဖြစ်ပါလိမ့်အမေဆုံးမိုးတစ်တော်ကြီးဟာကမ္ဘာအကြီးဆုံးဇီဝမျိုးကွဲတွေနေထိုင်ရာအိမ်ကြီးတစ်လုံးလိုဖြစ်ပြီးကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်အင်မတန်မှအရေးကြီးပါလိမ့်တရားတွေဆောက်လုပ်ခြင်းဟာတစ်တော်ပြုံးကြည့်မှုဇီဝမျိုးကွဲစုံတွေပြည့်စည်မှုနဲ့ဌာနေတိုင်းသားတွေရဲ့နေထိုင်မှုပုံစံကိုအများကြီးထိခိုက်စေပါလိမ့်ဒါကြောင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေကဒီနေရာမှာတရားတိဆောက်ရေးကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါလိမ့်ဒီလိုအရာမစီမံကိန်းကြီးတွေကြောင့်မိုးတစ်တော်ရဲ့ဂေဟာစနစ်ကိုထိခိုက်မှာကိုလည်းပညာရှင်တွေကစိုးရိမ်ကြတာဖြစ်ပါလိမ့်ဒါပြင်ကမှစီးပွားရေးအရမဖြစ်နိုင်ခြင်းနဲ့လူဦးရေပြန်ကျဲမှုကလည်းအမေဆုံးမှာတရားမရှိရခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်ပါလိမ့်အမေဆုံးမြစ်ကြီးတစ်လျှောက်မှာအဓိကမြို့ကြီးတွေအနေငယ်သားရှိပြီးမြစ်ရဲ့အစွန်ဖျားဒေသတွေမှာလည်းလူဦးရေနေထိုင်တာအလွန်ကိုနေပါပါလိမ့်ဒီလိုလူဦးရေနေပါတဲ့ဒေသတွေမှာကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့တရားဆောက်လုပ်ခြင်းဟာစီးပွားရေးအရတွက်ချေလုံးဝမကိုက်ပါဘူးတရားတိဆောက်ဖို့အတွက်ကုန်ကျစရိတ်ကအမေရိကန်ဒေါ်လာတန်းရာနဲ့ချီဒါမှမဟုတ်ဘီလီယံနဲ့ချီပြီးကုန်ကျနိုင်ပါလိမ့်ဒီလိုကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုပြန်လည်ရရှိဖို့အတွက်လည်းခက်ခဲနိုင်ပါလိမ့်ဒါကြောင့်တင်မောရီနဲ့ဒေဝီကအမေဇုံဒေသခံတွေအတွက်အဓိကသယ်ယူပို့ဆောင်ရေးနည်းလမ်းတွေအဖြစ်ဆက်လက်တည်ရှိနေတာဖြစ်ပါလိမ့်လက်ရှိအချိန်မှာတော့အမေဇုံမြစ်တစ်လျှောက်မှာကြီးမားတဲ့တရားမရှိသေးပေမဲ့မြစ်ရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ Rio Negro မြစ်လို့ခေါ်တဲ့နေရာမှာတော့ကားလန်တရားတစ်စင်းရှိပါလိမ့်ဒါပေမဲ့ဒီတရားကအမေဇုံမြစ်မကြီးပေါ်မှာတည်ရှိတာမျိုးတော့မဟုတ်ပါဘူးအမေဇုံမြစ်ကြီးကိုယ်တိုင်ကတော့သူ့ရဲ့သဘာဝအတိုင်းခန်းခန်းနားနားတည်ရှိနေသေးပဲဖြစ်ပြီးပုံမှန်အတိုင်းပဲဆက်လက်တည်ရှိနေအောင်မှာဆိုတာကလည်းသိကြပါလိမ့်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးအောင်မလို့ YouTube Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့哦အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ